လူမှာဘုံရှင်ကန်ရှင်ဆိုတာရှိပါတယ်သူတစ်ပါးကိုတပုတ်လေလွင့်ပြောတတ်တဲ့သူဟာကို့မှာကိုရောင်ကိုဝါတွေမေးမိန်သွားစီပါတယ်သူတစ်ပါးကိုဂုံတရင်မေးမိန်အောင်တိတ်ခါကြသွားအောင်လှုပ်ချင်တဲ့စိတ်စေတနာဇောတွေကြောင့်ကို့မှာလည်းဘုံရှင်ကန်ရှင်တွေတေးသိမ်မေးမိန်သွားစီပါတယ်သူများမကောင်းကြောင်ပြောလွန်းတဲ့သူဟာကို့အရှိန်အဝါတွေဆုတ်ယုတ်နေတတ်ပါတယ်သူများမကောင်းကြောင်ပြောတတ်တဲ့သူတွေရဲ့မျက်နှာအမူအရာကိုသတိထားကြည့်မယ်ဆိုရင်သိပ်ပြီးတော့မှသိတာပါတယ်ချမ်းသာမှန်သမျှလိုချင်ရင်သူများအတင်းမပြောနဲ့တဲ့ဘုရားရှင်ကဒီလိုဆုံးပါတယ်သူများအတင်းသူများအကြောင်းထက်အကုသိုလ်ကင်းသလားမကင်းဘူးလားဆိုတာကိုကြည့်ပြီးတော့ကိုပဲပြန်ပြီးတော့ဝေဖန်တာအကောင်းဆုံးပါပဲသူတစ်ပါးတို့ရဲ့မလျော်တဲ့အပြစ်အနာစာတွေကိုလိုက်ကြည့်မနေဘဲနဲ့သူကကောင်းတာတွေလုပ်နေတာလားမကောင်းတာတွေလုပ်နေတာလားဆိုတာကိုယ်နဲ့လည်းမသက်ဆိုင်နိုင်မို့လိုက်လံကြည့်ရှုမနေပါနဲ့တဲ့ကိုယ်တိုင်းကကောင်းတာလုပ်မလုပ်ကိုပဲအမြဲမပြတ်ကိုယ့်ဘာသာကိုသုံးသပ်